အခုချိန်นี้ကျွန်တော်တို့မြန်မာပြည်သားတွေတိုင်ပတ်နေတော့မှာပေါ့နော်ထိုင်းနိုင်ငံမှာဆိုင်ငယ်စီးတာဘယ်ဟာဖာစီဘယ်ဟာဖော်လဘောဖာစီကပါလဲဖော်လဘောကပါလဲကျွန်တော်ရှင်းပြနေတာလေကျွန်တော်ပြေးမှလည်းခောက်ပုံမနေဘူးအခုချိန်တိုင်ပတ်နေအောင်မှာဒါပေမဲ့ကျွန်တော်နီးကစုံနဲ့နားလဲအောင်ကျွန်တော်ရှင်းပြမယ်ဆိုရင်တော့ထိုင်းနိုင်ငံမှာဒီဆိုင်ငယ်တစ်စီးဝယ်စီးတော့မယ်ဆိုရင်ဒါကူမြန်မာလိုပဲရှင်းပြလိုက်တယ်ပေါ့နော်ဒီသူတို့ဆိုရအခွန်ဆောင်ရတယ်ပေါ့နော်ဒါအခွန်ဆောင်လဲနားလဲအခွန်ဆိုရင်ဒီဖာစီစာယူရပေါ့နော်ဖာစီလို့ခေါ်တယ်အခွန်ဆောင်တော့ရှမ်းလို့ဆိုရင်ဖာစီစီဖာစီပေါ့နော်ခွန်ဆောင်ရတယ်အဲ့အခွန်ဆောင်လို့ရှိရင်သူတို့ကအခွန်ဆောင်ပြီးကြောင်းဆိုပြီးစာရွက်လေးတရွယ်ရတယ်အဲ့ဒါတော့ကျွန်တော်တို့ခေါ်နဲ့ဖာစီပေါ့နံပါတ်ပြပြီးနားမှာတက်ထားတယ်၄တောက်အောက်၄တောက်ပိုင်းရောက်စာရွက်လေးပေါ့နော်အဲ့ဒါကိုဖာစီအခွန်ဆောင်လို့ရှိရင်တစ်နှစ်တစ်ခါအခွန်ဆောင်ရတယ်နော်ဒီဆိုင်ကထိုင်းနိုင်ငံမှာဆိုင်ကဝယ်ပြီးလို့ရှိရင်နှစ်တိုင်းတစ်နှစ်တစ်ခါအခွန်ဆောင်ရတယ်အခွန်မဆောင်လို့ရှိရင်ဖမ်းကန်ထိတယ်ပေါ့နော်ဒါအဲ့ဒါဖာစီဖော်လဘောကဆိုင်ငယ်တစ်စီးဝယ်ပြီးလို့ရှိရင်ဖော်လဘောစီတယ်ဖော်လဘောကကျွန်တော်မြန်မာလိုနားလည်မယ်ဆိုရင်အသက်အာမခံကြီးပေါ့နော်ဒီဆိုင်ငယ်ရဲ့အသက်အာမခံကြီးပေါ့လူရဲ့အသက်အာမခံကြီးပေါ့ဒီဆိုင်ငယ်ကိုစီးသွားတဲ့လူရဲ့အသက်အာမခံကြီးပေါ့နော်ဒီဆိုင်ငယ်အပိုင်ရှင်မစီးဝဲနဲ့လေဥမာပေါ့ဒီဟိုအဖေကဝယ်ပြီးတော့တားကစီးတယ်ဒါပေမဲ့ဆိုင်ငယ်ကအဖေနာမည်တားစီးပြီးတမှောက်တယ်ဆိုရင်အဲ့တားအတွက်အဲ့မှောက်သွားတဲ့လူအတွက်စေးဖို့စရိတ်ပေါ့နော်အသက်အာမခံကြီးပြန်ထုတ်လို့ရတယ်အဲ့မျိုးပဲအဲ့ဒါကြောင့်နားလည်အောင်ပြောမယ်ဆိုရင်ဖာစီကအခွန်ဆောင်တာဖော်လဘောကဒီအသက်အာမခံကြီးပေါ့နော်ဒီဆိုင်ငယ်ကိုစီးသွားပြီးဘယ်သူဘယ်ဝါပဲမှောက်တိုက်ခြုံတိုးဟိုအသက်အာမခံကြီးစေးဖို့ပေါ့နော်စေးဖို့ပြန်ထုတ်လို့ရတယ်မ9000 1000 2000အဲ့လိုမျိုးကိုရဲ့တန်ရာပေါ်မှာမူတည်ပြီးကိုရဲ့ကုန်ရငွေမှာပြန်ထုတ်လို့ရတာပေါ့နော်အဲ့ဖော်လဘောရုံးမှာတချို့တန်ရာပြင်းထန်တဲ့လူတွေဆိုရင်တတိမေဟိုခွဲစိတ်အရေးပေါ်နေဆိုရင်သူတို့စေးရုံကနေသူတို့လောက်သွားတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီဖာစီကအခွန်ဆောင်တာနော်ဖော်လဘောကအလွယ်ဆုံးပြောရမယ်ဆိုအသက်အာမခံကြီးပေါ့စေးစရိတ်ပြန်ထုတ်ရတာပေါ့နော်အဲ့ဒါကြောင့်မို့ဒီဖာစီနဲ့ဖော်လဘောနဲ့မှာတိုင်ပတ်နေတော့မှာပေါ့နော်မှတ်ထားမှာဒီထိုင်းနိုင်ငံမှာဆိုင်ကယ်တစည်းဝယ်စီးတော့မယ်ဆိုရင်ဖာစီလည်းရှိရမယ်ဖော်လဘောလည်းရှိရမယ်တစ်နှစ်တစ်ခါအဲ့နှစ်ခုကဖာစီရောဖော်လဘောရောနှစ်တိုင်းတက်တန်တိုးပြီးရတယ်ဖာစီဆိုတာကအခွန်ဆောင်တာနော်ထိုင်းနိုင်ငံကိုအခွန်ဆောင်တာဖော်လဘောဆိုတာကအဲ့ဒီဆိုင်ကယ်ရဲ့အသက်အာမခံကြီးစေးစရိတ်ပေါ့နော်အဲ့ဆိုင်ငယ်ပေါ်မှာဘဒူပဲစီအဖေဝယ်ပြီးတာစီတယ်တမှောက်ရင်ဖော်လဘောထုတ်လို့ရတယ်တာဝယ်ပြီးအဖေစီပြီးတမှောက်လဲဖော်လဘောထုတ်လို့ရတယ်ယောက်ျားဝယ်ပြီးမိန်းမစီပြီးတမှောက်လဲဖော်လဘောထုတ်လို့ရတယ်အဲ့ဆိုင်ငယ်ပေါ်မှာဘဒူပဲဘလူးပါဝါအဲ့ဆိုင်ငယ်ကမှောက်လာပြီဆိုရင်အဲ့ဆိုင်ငယ်ရဲ့သူ့မှာအာမခံကြီးဖော်လဘောဆိုတာတက်တန်တိုးရတဲ့အတွက်စီးစရိတ်ဘူးထုတ်လို့ရတယ်အဲ့ဒါသိချာလေးပေါ့နော်ကိုယ်ပြလေးကျွန်တော်လည်းရှင်းပြနေတာဟို Messenger မှာရောဒီဟိုပေးမှာရောကျွန်တော်တင်ပြနေရတယ်များနေပြီအဲကြောင့်ဖာစီကအခွန်ဆောင်တာဖော်လဘောကအဲ့ဆိုင်ကရဲ့အသက်အာမခံကြီးအဲ့ဆိုင်ကပေါ်မှာပါသွားတဲ့လူရဲ့အသက်အာမခံကြီးပေါ့နော်အဲ့လိုပဲအလွယ်လေးဥစားဖြစ်တာနော်โอเคပါအားလုံးပါ